ကျော်စွာဝင်းနဲ့ရဲရင်အောင်ဘသူကအရင်ဝမ်းချန်ပီယံရှစ်ရဲ့ချန်ပီယံဖြစ်လာပါလိမ့်ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာကလေးကကျော်စွာဝင်းရဲ့ပွဲကိုဇန်နဝါရီအတွင်းမှာမြင်တွေ့သွားတော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေကြတာဖြစ်ပါတယ်မြန်မာပြည်သက်တွေအတွက်တော့ရွရလက်ဝဲရဲ့အလားအလာရှိဆုံးဖိုက်တာတယောက်ဖြစ်တတ်မှတ်ခြင်းခံထားတဲ့ကျော်စွာဝင်းရဲ့ပွဲစဉ်ကိုအားပေးသွားရဖို့အတွက်လေတဆန်းဆန်းနဲ့ဖြစ်နေခဲ့ကြပြီးဘယ်တော့လဲဘယ်နေ့လဲဘသူနဲ့လဲအဆရှိတဲ့မေကုံပေါင်းများစွာနဲ့အတူမျှော်လင့်နေခဲ့ကြတာပါမြန်မာပြည်သက်တွေဟာဝမ်းချန်ပီယံရှစ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးမြန်မာလူငယ်ဖိုက်တာတွေအပေါ်အများကြီးမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်ကချင်သားကြီးအာလာအန်ဆန်နောက်ပိုင်းဝမ်ချန်ပီယံရှစ်လို့ထိတ်တန်းပြိုင်ပွဲကြီးတစ်ခုကနေချန်ပီယံခပ်ဘတ်ကိုဘသူကများရယူပေးသွားနိုင်မလဲဆိုတဲ့မျှော်လင့်ချက်တွေဟာဝမ်ချန်ပီယံရှစ်ရဲ့ဂျိုးဝိုင်းချက်မှာမြန်မာဖိုက်တာတယောက်တက်ပြီးရှင်ပြိုင်ထိုးတက်ခဲ့တဲ့အခါတိုင်းမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းလူငယ်ဖိုက်တာတွေဟာပရိသတ်တွေမျှော်လင့်တယ်လို့ဖြစ်မလာခဲ့ကြပင်တိုးတက်ပြောင်းလဲလာတာမျိုးတွေမရှိဘဲနဲ့အဆုံးသတ်မှာခန်ကြီးမောင်ဘွားနဲ့ဝမ်ချန်ပီယံရှစ်ရဲ့ဂျိုးဝိုင်းအတွင်းကနေတဖြည်းဖြည်းချင်းပြောင်းကွယ်သွားခဲ့တာကိုလည်းမြင်တွေ့နေကြရတာပါ။မြန်မာဖိုက်တာတွေဟာအခုနောက်ပိုင်းဝမ်ချန်ပီယံရှစ်နဲ့တေးပြီးမစိမ့်တော့ပဲတယောက်ပြီးတယောက်ဆိုသလိုမြင်တွေ့နေကြရတာပါဟော်ရောကဆိုရင်ဝမ်ချန်ပီယံရှစ်လိုပြိုင်ပွဲမျိုးမှာမြန်မာဖိုက်တာတယောက်ကိုမြင်တွေ့သွားရဖို့ဆိုတာကအတော်လေးကိုခက်ရှားရှားလို့ဆိုရမှာပါကချင်သားကြီးအာလာအန်ဆန်နဲ့ဖိုးတော်တို့လိုဖိုက်တာတွေရဲ့ပွဲစဉ်တွေလောက်သာ2လတစ်ခါ3လတစ်ခါလောက်သာမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးအခုနောက်ပိုင်းမှာတော့တစ်ပတ်ကိုတစ်ပွဲမဟုတ်ရင်တော့မှတစ်လကို2ပွဲ3ပွဲလောက်ရရှိနေကြတာဖြစ်ပါတယ်အစပိုင်းမှာတော့ home လို့ရှိပေမဲ့နောက်ပိုင်းမှာတော့ထိုးချရပြီးရောဆိုတဲ့ပုံစံမျိုးဖြစ်နေခဲ့ပြီးချန်ပီယံခပတ်အတွက်ပရိသတ်တွေမျှော်လင့်ထားခဲ့ကြသလိုဖြစ်မလာသေးတာကိုတော့မြင်တွေ့နေကြရတာပါတရားလာလဲသူတို့ဖြစ်နိုင်နေမျှော်လင့်လို့ရနိုင်နေဆိုတဲ့စိတ်ကလေးနဲ့မျှော်လင့်ချက်တွေထားလိုက်တဲ့အချိန်မှာအဲ့ဒီဖိုက်တာကလည်းရှုံးပွဲတွေကြုံတွေ့သွားခဲ့ရသလိုစွမ်းဆောင်ရည်ပိုင်းကလည်းချန်ပီယံခပတ်ရယူမဲ့စွမ်းဆောင်မျိုးမရှိသေးတာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အခုတော့ပရိသတ်တွေအတွက်နောက်ထပ်မျှော်လင့်စရာဖိုက်တာ2ယောက်ကိုထပ်ပြီးမြင်တွေ့ခဲ့ရပြန်ပြီလို့ဆိုရမှာပါသူတို့2ယောက်ကတော့အားလုံးသိတဲ့အတိုင်းမန္တလာသားကျော်စွာဝင်းနဲ့ရဲရင်အောင်တို့ပဲဖြစ်ပါတယ်ကျော်တော်ဝင်းကတော့ဖဲတဲ့ချိန်မှာလေ့ကျင့်သင်ကြားမှုတွေပြုလုပ်နေခဲ့တယ်လို့ရဲရင်အောင်ကတော့မကြာသေးခင်ကမှ Venan Training Center မှာလေ့ကျင့်မှုတွေပြုလုပ်နေခဲ့ကြတာပါဖိုက်တာ2ယောက်စလုံးရောက်ရှိနေတဲ့ခြေနေကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးလေ့ကျင့်ရေးခြေနေဖြစ်ကြပြီးငွေထိုင်းနဲ့ပတ်သက်တဲ့ချန်ပီယံတွေကိုမွေးထုတ်ပေးနေခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်ဒါဟာမြန်မာဖိုက်တာတွေဖြစ်ကြတဲ့ကျော်စွာဝင်းနဲ့ရဲရင်အောင်တို့အတွက်မဟာအခွင့်အရေးတွေလို့ဆိုရမှာပါရွရလဝေကိုအကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ကြတဲ့ဖိုက်တာ2ယောက်အတွက်မွေထိုင်းနည်းပညာကိုအနီးကပ်သင်ယူခွင့်ရရှိတာဟာအခွင့်အရေးတစ်ခုလို့ဆိုရမှာဖြစ်ပြီးအကောင်းဆုံးပညာတွေစီးပိုးရင်ချန်ပီယံခပတ်တီပါရယူသွားနိုင်မလားဆိုတာစောင့်ကြည့်ရအောင်ပါရဲနောက်ရဲ့ပွဲစဉ်တွေကိုမြင်တွေ့သွားရဖို့ကတော့အချိန်တစ်ခုကြာစောင့်ဆိုင်သွားရအောင်ပါဖြစ်ပေမဲ့ကျော်တော်ဝင်းရဲ့ပွဲစဉ်ကတော့မကြာခင်မှာမြင်တွေ့သွားရတော့မှာဖြစ်ပါတယ်ကျော်တော်ဝင်းဟာဘယ်ဖိုက်တာနဲ့ရှင်ပြိုင်သွားရမလဲဆိုတာမသိပေမဲ့မြန်မာပရိသတ်တွေရင်းနှီးပြီးသားဖိုက်တာတယောက်နဲ့လို့သိရပါတယ်အများစုကတော့ဂျပန်ဖိုက်တာတယောက်နဲ့ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးလည်းထင်ကြေးပေးတာမျိုးတွေရှိသလိုထိုင်းဖိုက်တာနဲ့လည်းရင်ဆိုင်သွားရနိုင်ခြေရှိတယ်ဆိုပြီးလည်းပြောနေခဲ့ကြတာပါဒါပေမဲ့လည်းဘေးယာမှတရားဝင်ချပြထားတာမျိုးမရှိသေးတဲ့အတွက်ကျော်စွာဝင်းရဲ့ပွဲစဉ်ကိုစောင့်ကြည့်သွားရတော့မှာပါမြန်မာပရိသတ်တွေကတော့ကျော်စွာဝင်းအနေနဲ့မြန်မာပရိသတ်တွေမြင်ချင်နေကြတဲ့1ချန်ပီယံရှစ်ရဲ့ချန်ပီယံခပတ်ကြီးကိုရယူပေးနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရတော့မှာပါ1ချန်ပီယံရှစ်ဟာလာမယ့်1 Friday Fight 138မှာရှင်ပြိုင်ကြမယ်ပေါ်ပတ်တဲ့ဒီကိုရိုရဲ့ခေါင်းအတွင်းကိုချပြသွားခဲ့ပြီဖြစ်ပြီးနောက်ထပ်ဘယ်သူတွေပါဝင်လာအောင်မလဲဆိုတာစောင့်ကြည့်သွားတော့မှာဖြစ်ပါတယ်